သက်9နှစ်ကနေ16နှစ်အရွယ်ကလေးအယောက်20လောက်ဟာမနက်စောစောတူညီဝတ်စုံတွေဝတ်ပြီးလေ့ကျင့်ခန်းဆင်နေကြပါတယ်။သူတို့တွေဟာပိုက်ကြော်ချင်းကစားသမားတွေဖြစ်လာဖို့ဆိုတဲ့အိမ်မက်ကိုအသက်သွင်းနေကြတာပါ။သူတို့လေ့ကျင့်နေတဲ့နေရာကတော့မန္တလေးတိုင်းအမရပူရမြို့နယ်စကိုင်းမန္တလေးကားလမ်းဘေးကဆယ်ရဲဘိုဆိုတဲ့ဘုံကြီးကျောင်းမှာပါ။အဲ့ဒီဘုံကြီးကျောင်းကဦးစင်းတစ်ပါးကဦးဆောင်ပြီးတော့ဆယ်ရဲဘိုပိုက်ကြော်ချင်းကလပ်ကိုတည်ထောင်ခဲ့တာပါ။ဆယ်ရဲဘိုပိုက်ကြော်ချင်းကလပ်တည်ထောင်ဖြစ်ခဲ့ပုံကိုကလပ်ရဲ့စီနီယာကစားသမားတို့ဖြစ်တဲ့အောင်ကြီးကအခုလိုပြောပါတယ်ဒီဆယ်ရဲဘိုဒီကလပ်စတီထောင်လိုက်တာတော့ဒီရက်ကွက်ထဲကလူတွေကဒီဘက်ကိုတင်မလားချင်းတွေပါလာကစားရတဲ့ချင်းပိုက်တွေတို့ချင်းလုံးတွေတော့ဆရာတော်ဝယ်ပေးရတာဝယ်ပေးနေမှာသူတို့ကောင်းကောင်းလေးကစားတော့ပြိုင်ပွဲလေးပါလိုက်ဆိုတော့လူတွေပါလိုတော့အဆက်သက်နဲ့ကျွန်တော်တို့ရောက်လာတော့2018 19လောက်မှာနည်းနည်းပါးပါ national ကစားသမားတော်တော်များများစုမိသွားတော့ကလပ်ကိုတရားဝင်ထောင်လိုက်တယ်18 19မှာအဲ့မှာအဲ့ကလပ်ထောင်ရဲထောင်ထဲမှာဒီလူတွေကိုတယောက်ပြီးတယောက်လိုက်စုလိုက်တာနဲ့တရားဝင်ဖြစ်သွားတာပဲဆယ်ရဲဘိုကလပ်မှာစကိုင်းနဲ့မန္တလေးတိုင်းနေရာအစုံကကစားသမားလေးတွေကျောင်းဝိကျောင်းစားလာရောက်ပြီးနေထိုင်လေ့ကျင့်ကြပါတယ်။ကလပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ National ပိုက်ကြော်ချင်းကစားသမားကောင်းတွေထွက်ပေါ်လာဖို့ဖြစ်ပါတယ်။ဆယ်ရဲဘိုကလပ်ကိုလာမယ်ဆိုရင်လိုက်နာရမယ့်စီကံအချို့ကိုအောင်ကြီးကအခုလိုပြောပါတယ်ဒီဆယ်ရဲဘိုရည်ရွယ်ချက်ဒီကစားသမားတွေရဲ့ရည်ရွယ်ချက်ကိုသူကဦးစင်းကဘယ်လိုပံ့ပိုးထောက်ပံ့ထားအောင်ဆိုရင်ဒီလက်ရွေးစင်ကစားသမား national ကစားသမားပေါ့လက်ရွေးစင်မဖြစ်တော့မှ national ကစားသမားကောင်းလေးတွေဖြစ်အောင်မလို့သူတို့ခေါ်ပေးထားကြတယ်ကလေးတွေကလည်းသူတို့တချို့ကျတော့အဆက်ဆက်လေးနဲ့ဒီမှာလာတင်ကြရလေဆက်ဆက်တော့နေဖို့ထိုင်ဖို့အားလုံးလုပ်ပေးထားတယ်ဒါပေမဲ့နယ်ဝေးကကလေးလေးတွေဆိုရင်စန်တာ8တို့ဟိုချင်းတလုံးတို့အဲ့လိုမျိုးပေါ့ဒါငကိုတော့မရှိဘူးပေါ့အခုကလူတွေအများများလာတော့လေလူတွေအများများလာတဲ့အချိန်မှာဟိုစားရီတောက်ရက်လည်းနည်းနည်းဟိုထုံးကြောင်းဆိုခက်ခဲတာပေါ့ဒါပေမဲ့နေ့တူပါကြီးမနေ့လည်းညနေစာကျွေးထားတာဆိုတော့ဒါပေမဲ့စတင်ပြီဆိုတော့လေးစားမှုလည်းရှိအောင်ပေါ့စန်တာ8ချင်းတလုံးပေါ့ကလေးလည်းအခုဆိုရသူတို့အဓိကအဲ့ဒါတွေကလည်းသူတို့ပြန်စားဖို့ပါပဲဆယ်ရဲဘိုကလပ်မှာပိုက်ကြော်ချင်းကစားနည်းကိုအခြေခံကစပြီးကျွမ်းကျင်တဲ့အထိသင်ကြားပေးနေတာဖြစ်ပါတယ်။ချင်းပညာကိုသင်ကြားပေးတဲ့နေရာမှာ National စည်းကမ်းတွေအတိုင်းသင်ကြားပေးနေတာဖြစ်ပါတယ်။ခဏတူညီဝတ်စုံတွေဝတ်ဆင်စေပြီးအတွေ့အကြုံရင့်နီးပြဆရာတွေကချင်းပညာတွေကိုပို့ချပေးနေတာပါ။ဆယ်ရဲဘိုကလပ်မှာချင်းပညာလာရောက်သင်ကြားနေတဲ့ကစားသမားလေးတယောက်ကလည်းသူ့အကြောင်းကိုအခုလိုပြောပါတယ်။ဒီနာမည်ကတော့စောထက်အောင်ပါ။အသက်ကတော့16။ဒီမျိုးကတော့ဒီစာကြီးကတော့မန္တလေးရောက်ပါဘူး။ဆယ်ရဲဘိုဒီလေးရောက်လာဒီချင်းလုံးဝါသနာကြောက်ရောက်လာတယ်။အဲ့ခင်ဗျာဒီချင်းလုံးတွေသူများတွေခက်တာထိုင်ကြည့်ရဝါသနာပါတယ်။ဝါသနာပါတယ်ကြည့်တယ်သူတို့ခက်တာဘယ်လိုခက်တာအောင်လိုက်ကြည့်တယ်။အဲ့ချိန်တိုင်းခက်တာချင်းလင်းကစားနေတာတစ်လုံးအောင်မတော့တယ်သေး။အဲ့ချိန်တိုင်းစပြီးတော့သူတို့ဘယ်လိုခက်လဲဆိုတော့လိုက်ကြည့်ပြီးတော့ညီတို့ဒီဆယ်ရဲဘိုကလပ်ဆိုတာတီချောင်းလာတာတီချောင်းလာတဲ့အချိန်မှာညီတို့ချင်းဝလာပါတော့ဦးစင်းရရင်အားတပည့်တွေချင်းတင်ဖို့အတွက်လို့ရှိတယ်တပည့်တော့ချင်းတင်နေတယ်ချင်းလုံးဝါသနာပါတယ်ဆိုပြီးတော့ဒီဆယ်ရဲဘိုကလပ်ကိုဝင်လာကြတယ်အချိန်မှာပဲဦးစင်းရဆရာတွေခေါ်တယ်ဆရာတွေကမောင်းပေးရထင်တယ်လို့တော့မှတော့မောင်းပေးတယ်ဒီလေးရင်းအားကစားတော့ရင်းလဲအစားရမတော်တဲ့ခင်အားစားပြီးတော့ခုလိုနည်းနည်းခက်တက်လာတော့ကိုကိုလည်းပီတိဖြစ်တယ်ဝမ်းနဲ့ဝမ်းသာတယ်လို့ခက်တက်တာဆိုတော့အလားမလို့တရားပြကြီးတဲ့မှာကလည်းစူးစမ်းနေတယ်အဲ့လိုစိတ်ရရှိတယ်ဆယ်ရဲဘိုကလပ်စတင်တည်ထောင်တဲ့အချိန်တုန်းကလူအင်အားနှဲပါတဲ့အတွက်ပြိုင်ပွဲတွေမှာခက်ခဲရှိတယ်လို့စီနီယာကစားသမားအောင်ကြီးကပြောပါတယ်။ဒါပေမဲ့ကလပ်တည်ထောင်ပြီး3နှစ်ကြာခုချိန်မှာတော့ National ရောကျေးစားဘက်မှာပါအောင်မြင်မှုတွေရလာတယ်လို့အောင်ကြီးကဆိုပါတယ်။သူတို့ကလပ်ရဲ့အောင်မြင်မှုတွေအကြောင်းကိုအောင်ကြီးကအခုလိုပြောပါတယ်။2019 19ဒီကလပ်စတီထောင်တော့ကတော့နည်းနည်းအခက်အခဲတွေရှိရပေါ့ပြိုင်ပွဲတွေပါတယ်မှာဆိုရင်ဟိုကလပ်လေးကစတီထောင်လာတာဆိုတော့လေလူကလည်းအင်အားလည်းတိတ်မများသေးတော့အောင်မြင်မှုကနည်းတော့ဟိုတိတ်ပြီးတော့ကျွန်တော်တို့ကလပ်ကဟိုလိုပေါ့ဘောင်းမွင်းတယ်လို့မျိုးသိရမလားဒါပေမဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ကစားသမားအဆက်ဆက်နဲ့ပံ့ပိုးမှုတွေလည်းရလာတယ်ကစားသမားတွေကိုလည်းကစားသမားကောင်းတွေပေါ့ကစားသမားကောင်းလေးတွေလည်းစုမိလာတယ်စုမိလာတဲ့အတိုင်းတခုမှအဖွဲ့အစည်းများလာတော့ပြိုင်ပွဲတွေမှာသိရမလားလူအင်အားအပြည့်နဲ့ဝင်ရောက်ရှင်ပြိုင်လို့ရတယ်ဝင်ရှင်ပြိုင်နေတဲ့အချိန်မှာကစားသမားတွေကလည်းကောင်းတယ်ကြိုးစားမှုကလည်းရှိတယ်ပြီးတော့လူငယ်တွေပြကျွန်တော်တို့ကလပ်မှာအဓိကလူကြီးမရှိဘူးလူငယ်တွေပဲဆယ်ကျော်သက်တွေပဲများတယ်အဲကြောင့်လူငယ်တွေက
သူတို့ကိုယ်တိုင်လည်းကြိုးစားတယ်ပြိုင်ပွဲနောက်မှလည်း support ပေးတဲ့ဟာတွေလည်းအကုန်အပြည့်ရှိတော့အောင်မြင်မှုကတိတ်မကြဘူးဗျအဲ့3နှစ်အတွင်းမှာဖြည်းဖြည်းချင်းလေးပဲတက်လာတာအခုချိန်ထိတင်မလားအောင်မြင်မှုကဇက်တိုက်ပဲတက်သွားတာဗျကြလာတယ်တော့မရှိပါဘူးဟို national ပြိုင်ပွဲတွေမှာလည်းအောင်မြင်မှုကအများကြီးရခဲ့တယ်ဟိုနိုင်ငံခြားကိုကိုယ်ကလပ်ကနေထွက်ရတဲ့ကစားသမားကောင်းတွေလည်းရှိတယ်တချို့ကျတော့ဒီဝန်ကြီးဌာနကလေးတွေကစားဝန်ကြီးဌာနဘွဲတွေလိုက်စောနိုင်ပြီသူတို့ကိုယ်ပိုင်လာတာလေးသူတို့ရကြတယ်တိုင်းနဲ့ပြည်နယ်တွေအတွက်ကိုတိုင်းအတွက်လည်းသူတို့အမေရိကန်အတွက်ပဲဖြစ်ဖြစ်စကိုင်းတိုင်းပဲဖြစ်ဘလို့နေဒီမှာလာရောက်တင်နေတဲ့ကလေးတွေကတိုင်းနဲ့ပြည်နယ်အဆင့်တွေတောင်မှအနည်းဆုံးပါနေကြပြီအဲကြတော့တော်တော်အောင်မြင်တယ်ပေါ့ဒီကြီးပွဲမှာလည်းဒီမျိုးလေးကျောင်းတိုက်တို့ရဲထက်တို့မှန်လေးတို့သူတို့အစအရာပေါ့သူတို့ကလည်းကြီးပွဲတွေမှာအောင်မြင်မှုရတယ်ဗျသူတို့ကြီးပွဲတွေမှာလူတီလဲပေါ်တယ်ပေါ့လိုင်းပေါ်မှာ national ရောကြီးပွဲရောနှစ်ခုစလုံးအောင်မြင်ပါတယ်ဆယ်ရဲဘုတ်ကလပ်မှာလေ့ကျင့်ခန်းတွေကိုအချိန်စင်းဆွဲပြီးလေ့ကျင့်ကြပါတယ်။မနက်ပိုင်းမှာကိုကာယကြန့်ခိုင်မှုဆိုင်ရာလေ့ကျင့်ခန်းတွေကိုလေ့ကျင့်ကြပြီးညနေပိုင်းမှာတော့ပိုက်ကြော်ခြင်းအခြေခံတွေနေ့စနစ်ပိုင်းတွေကိုလေ့ကျင့်ကြပါတယ်။ဤပြပိုင်းမှာလည်းမြမလက်ရွေးစင်ဟောင်းတွေကစေတနာနဲ့လာရောက်ပံ့ပိုးပေးကြတယ်လို့ဆိုပါတယ်။ကလပ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ပတ်သက်ပြီးအောင်ကြီးကအခုလိုရှင်းပြပါတယ်။မနက်ပိုင်းထွင်နေရတော့ကျွန်တော်တို့ဒီကစားသမားတွေအကုန်လုံးပေါ့မနက်ဒီတက်လုံပိုင်းဆိုင်ရာတွေကိုဒီခန္ဓာကိုယ်ကြန့်ခိုင်မှုအားတွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ဆင်းတယ်မနက်ပိုင်းဆိုရင်ညနေပိုင်းဆိုရင်တော့ဒီနေ့စနစ်ပိုင်းတက်ကနစ်ပိုင်းဆိုင်ရာလေးတွေကိုသူတို့သင်ပေးရလေဆရာတွေကတော့ဟိုငကောကကွင်းနီးပြအမာကန်ဆိုလို့ကိုထေးရှိရယ်ကိုထေးမအားတဲ့အချိန်တော့ဆရာတော်ကြီးကလည်းကိုယ်တိုင်တော့ဒီလဲနီးပြလုပ်ပေးတယ်သူကိုယ်တိုင်ကလေးတွေကိုမောင်းပေးတယ်ပေါ့အခုနောက်ပိုင်းတော့လေရွေးစင်ကဆရာဦးစောတင်မိုးတို့ဘာလို့ရောက်လာတယ်အစသာရဟိုကိုမြောက်ကြီးကိုစောစောအောင်လို့လည်းငကောလာဘူးပါတယ်ဒီမှာလာနီးပြတယ်ပေါ့ပြင်မလားလေရွေးစင်ကအကိုတွေတော်တော်များများလာပါတယ်ဆရာကြီးကန်းတို့ဘာလို့သူတို့ကြုံတဲ့လူတွေလာနီးပြလုပ်ပေးတယ်ဘာလို့လဲဘုန်းကြီးတီထောင်ထားတဲ့ကလပ်ဆိုတော့လေဟိုအခါချင်းကိုမြည်ပါအောင်ဘယ်သူမှဒီတိုင်းပဲမြစ်တာနဲ့ပရိဒတ်သဘောမျိုးနဲ့လာပြီးတင်ပေးတွေတွားရောက်ရှင်ပြိုင်မှုတဲ့လက်ရွေးစင်ကစားသမားတွေရှိပါတယ်အဲ့ဒီကစားသမားတွေကလည်းသူတို့ရဲ့အတွေ့အကြုံတွေကိုကလပ်မှာပြန်လည်ဝေမျှပေးနေပါတယ်။ကျောင်းသားလက်ရွေးစင်တယောက်ဖြစ်တဲ့ထွန်းဝနအောင်ကသူ့ရဲ့အတွေ့အကြုံတွေကိုကလပ်မှာပြန်လည်ဝေမျှနေပုံတွေကိုအခုလိုပြောပါတယ်။ဟိုကျွန်တော်တော့ရွေးပြန်လာပြန်တော့ဒီကလေးတွေနောက်ထိန်းလိုက်စားဘက်ထိုးရလေဘလို့ထိုးကျွန်တော် passport တွေဆိုနေ passport မြန်မာလို့အဓိကတော့ passport ပေါ့နော်ကျွန်တော်တို့ passport ကောင်းအောင်တော့ဘယ်သူမှဆိုချလို့ရတယ်။ဘာရင်လေးပြည့်လဲဆိုတော့ကျွန်တော် library ဆိုရင်လည်းကျွန်တော်ဘယ်လိုပြောရမလဲချင်းနေတဲရတယ်ဒါမှမဟုတ် library ကျွန်တော်ပုံထုံးများကန်ခိုင်းတယ်ကန်ခိုင်းပြီးချင်းလည်းတေချာလေးတဲခိုင်းတယ်ပေါ့ဟုတ်ဖိုက်တာလေးဆိုနေနေရာလေးကန်ခိုင်းတယ်ဥမာခွဲချင်းတို့ကုတ်ချင်းတို့ကျွန်တော်ခွက်လေးချပြီးတော့ကုတ်ခိုင်းတယ်ဘရောကြံဘလို့ကန်ဘလို့လို့အဲ့လိုပြောပါကျွန်တော်တိတက်ဆက်တော့ပြီအခုဆိုရင်ဆယ်ရဲဘုတ်ကလပ်မှာအနာဂတ်အတွက်အလားအလာရှိတဲ့ကစားသမားတွေရှိနေပြီဆိုတဲ့အကြောင်းကိုထုံးဝနအောင်ကအခုလိုဆိုပါတယ်ဆယ်ရဲဘုတ်ကကလေးတွေကနောက်ထပ်၄နှစ်ဖြစ်တာကိုလားလာရှိပြီအများကြီးပါပဲဖိုက်တာဆိုရင်ဖိုက်တာလက်ဗလာဆိုရင်လက်ဗလာနောက်ထိန်းဆိုရင်နောက်ထိန်းဆိုရင်တော်တော်များပါတယ်ဒီမှာကျွန်တော်လည်းရှိနေတော့ကျွန်တော်တေချာလုပ်ပြတော့လေဟုတ်ဖိုက်တာဆိုရင်လည်းများတယ်သူတည့်ရင်လည်းဒူမလိုက်အောင်ကောင်းတဲ့ဒူလေးလက်ဗလာဆိုရင်လည်းမထူးပါဘူးငယ်လေးနဲ့ကောင်းကြရင်သူတည့်ရတယ်ဆိုရင်လိုက်ဆယ်ရဲဘုတ်ကလပ်ရဲ့အားသာချက်တစ်ခုကကလပ်အတွင်းစီးလုံးညီညွတ်မှုပါစီနီယာကစားသမားတွေနဲ့ဂျူနီယာတွေကြားမှာအပြန်အလှန်လေးစားမှုတွေရှိနေကြပါတယ်ကလပ်တီထောင်သူဦးစင်းကလည်းသူ့ကစားသမားတွေကိုထိန်းကျောင်းတာကောင်းမွန်တာကြောင့်အချင်းချင်းစီးလုံးညီညွတ်ကြတာဖြစ်တယ်လို့အောင်ကြီးကဆိုပါတယ်ကလပ်တွင်းကစားသမားတွေကြားကဆက်ဆံရေးတွေကိုအောင်ကြီးကအခုလိုရှင်းပြပါတယ်ဒီကလပ်မှာဒီအားသာချက်တစ်ခုကတော့ဟိုဒီလူကြီးပိုင်းနဲ့လူငယ်ပိုင်းနဲ့ကလေးတွေနဲ့ဟိုလူကြီးတွေကလည်းဒီလူငယ်တွေကိုအနိုင်ကျင့်တာတော့ဖိနှိပ်တာတော့မရှိဘူးဗျလူငယ်တွေကိုဟိုနေတာထိုင်တာရောအစသာရရောသူတို့အဆင်ပြေလိုက်ရောက်ညီထွေနေပေးကြတယ်လူငယ်တွေကလည်းဒီမှာလာတင်တဲ့ကလေးတော်တော်များများကလည်း respect ရှိတယ်ဗျကျွန်တော်တို့လူကြီးတွေကိုသိမလားသူစော်ကားခြင်းပြုခြင်းမရှိဘူးတကယ်ညီကိုတွေလိုပဲတသိန်းနေတာပြောတာအကုန်လုံးကတကယ်ညီကိုသွင်းတိုင်းတွေလိုပေါင်းလာပြီးတော့ဒီမှာထိန်းနေတဲ့ဟိုပါပေါ့ဒီယောက်ျားသားတွေကိုအကုန်လုံးလိုက်ထိန်းချုပ်နေတယ်ဒီဆရာတော်နှစ်ပါးပေါ့သူတို့ရဲ့စာရေးတော်ရေးနေထိုင်ရေးစကားအပြောဆိုတွေရောဒီပညာသင်တဲ့ဟာတွေအနေထားတွေရောပေါ့အကုန်လုံးကိုဆရာတော်နှစ်ပါးထိန်းချုပ်တာတယ်ပြီးဘုန်းကြီးကျောင်းမှာဆိုတော့လေဒီမှာစားရရသူတို့ပြောတဲ့ဆိုတဲ့လာတာပေါ့ဟိုတချို့ဘေးမှာလာလို့နည်းနည်းပါးပါးစကားပြောဆိုရိုင်းရင်တောင်မှဒီမှာလာရင်ဒီအဖွဲ့အစည်းနဲ့စုသွားရင်သူ့လိုလိုယဉ်ကျေးသွားကြတာများတယ်အဲကြောင့်မလို့ဒီမှာနေရထိုင်ရတာအားသာချက်တစ်ခုကလူဘလောက်ပဲများများဒီ
ကျွန်တော်တို့စီမှာကအချင်းချင်းရန်ဖြစ်တယ်လို့မရှိဘူးအရန်စီးလုံးတယ်အဲ့လိုစီးလုံးလို့လည်းဒီအောင်မြင်မှုကိုရလာတယ်လို့ကျွန်တော်ထင်တယ်ဗျလက်ရှိမှာကျွန်တော်တို့ကြောင်းမှာပေါ့ဟိုလူငယ်မျိုးဆက်တဲ့ကစားသမားလေးတွေကအယောက်20လောက်ရှိတယ်ပေါ့ဟိုလူကြီးပိုင်းစီနီယာတွေကတော့ကျွန်တော်တို့15ယောက်လောက်ရှိတယ်ဗျစုစုပေါင်းဆိုရင်35ယောက်လောက်ရှိတယ်ဒါပေမဲ့ဒီကစားသမားတွေကိုကျွန်တော်တို့ပြိုင်ပွဲတွေသွားပြီဆိုရင်အကြီးတွေသွားပြီဆိုရင်ကျွန်တော်တို့အငယ်တွေကိုတယောက်မဟုတ်တယောက်ကျွန်တော်တို့ဆက်ခေါ်သွားတယ်နည်းနည်းလေးချင်းအားကောင်းလာပြီးတော့အပြင်မှာတိုးလို့ရမယ်ဆိုရင်ကျွန်တော်တို့ပြိုင်ပွဲသွားဆိုရင်ညှက်ညက်ပြီးခေါ်သွားတယ်အငယ်တွေကိုပွဲကိုလည်းသူတို့ဦးစားပေးပြီးစော်ခိုင်းတယ်အရေးကြီးမှတာကျွန်တော်တို့ကစားတာတိတ်ပြီးအရေးမကြီးတော့ဘူးဆိုရင်ဒီကလေးတွေကိုပွဲအတွေ့အကြုံရအောင်ကျွန်တော်တို့ကလေးတွေကိုပဲဦးစားပေးပြီးစော်ခိုင်းတယ်ဗျဒီစော်ခိုင်းတဲ့အတိုင်းတကူမှလည်းကလေးတွေကစော်ရဲတယ်စော်ရဲတော့နောက်ပိုင်းကျတော့ကျွန်တော်တို့နဲ့တွဲရမလို့တော့ဘူးကျွန်တော်တို့တွဲခေါ်ရမလို့သူကလည်းသူတောင်မှတသင်းထွက်ပြီးတော့ကစားနိုင်နေပြီဗျကလေးတွေဟုတ်ဆယ်ရဲဘိုကလပ်ကကစားသမားလေးတွေအတွက်ပြဿနာတစ်ခုကတော့ပြိုင်ပွဲရှားပါတာပါနေ့စဉ်ချင်းလုံးအားကစားကိုလေ့ကျင့်နေကြပေမဲ့သူတို့အစွမ်းကိုထုတ်ပြနိုင်မဲ့ National ပြိုင်ပွဲကတော့အလွန်နှဲပါတယ်ဆယ်ရဲဘိုကလပ်ရဲ့စီနီယာကစားသမားဖြစ်တဲ့အောင်ကြီးကမျိုးဆက်သစ်တွေအတွက်ပြိုင်ပွဲတွေကျင်းပပေးဖို့ကိုအခုလိုတောင်းဆိုပါတယ်ကလေးတွေကတော့ထွင်နေကတော့နေတိုင်းပေါ့သိရမလားနားရမရှိလောက်အောင်သိရမလားနေတိုင်းကိုဆင်းကြတယ်ဒါပေမဲ့ပြိုင်ပွဲတွေကအခြေအနေအကြောင်းကြောင့်မလို့ပြိုင်ပွဲတွေကဟိုးတုန်းကလို့ကျွန်တော်တို့စော့ခဲ့တုန်းကလို့ပြိုင်ပွဲတွေကမပေါ်တော့ဘူးပေါ့သိရမလားဒီကလေးတွေမှာကျင့်တော့ကျင့်နေကြတာပဲဒါပေမဲ့ဒီသူတို့ကျင့်နေတဲ့အတိုင်းအတာတစ်ခုမှာပြိုင်ပွဲလေးတွေသူတို့စော့စေခြင်းတယ်ဒါပေမဲ့လက်ရှိမှာပြိုင်ပွဲကျင်းပရေးအနေထားမှာကျတော့နည်းနည်းရှားတယ်ဗျရှားတော့ကျွန်တော်တို့ဒီကလေးတွေကနည်းနည်းသူတို့ကျင့်မိမဲ့တဲ့တင်မှာသူတို့ရဲ့အရေးချင်းတွေကိုထုတ်ပြခွင့်မရသေးဘူးဖြစ်နေတယ်ဗျအဲ့ခက်ခဲလေးတော့ရှိတယ်ဒါပေမဲ့ဒါလည်းပေါ့အရင်တော့ကလည်းအခုအနေထားနဲ့မတူတော့ပြိုင်ပွဲတွေလည်းရှားပါပဲကြီးပွဲတွေလောက်ပဲခစ်ထနေတယ် National ပြိုင်ပွဲတွေတော်တော်များများရှားသွားပြီဒါကြီးပွဲခစ်ထနေဆိုတာလည်းဒါဟိုလိုတော့မဟုတ်ဗျဒီပြိုင်ပွဲကျင်းပဖို့သိရမလားအနေထားတွေမှာတခုမဟုတ်တခုကြောင့်ညှိနေတော့ပြိုင်ပွဲမကျင်းပပြကြအောင်မကျင်းပပြတော့ဒီကလေးတွေနောက်မျိုးသက်တဲ့လူငယ်တွေကဒီ National ပြိုင်ပွဲတွေမှာအရန်အားနေလာပြီဗျသူတို့ကျင့်တော့ကျင့်ကြတယ်ဝါသနာပါတယ်ဒါပေမဲ့ပြိုင်ပွဲတွေအရန်အားနေလာတော့ National ကစားပေါက်တွေကိုသိရမလားကောင်းကောင်းကန်းကန်းဘေးလူတွေမမြင်ကြတော့ဘူးဗျာဒီကြီးပွဲတွေပဲမြင်တော့လူတော်တော်များများ live မှာကြီးပွဲတွေလောက်ပဲစိတ်ဝင်စားတာဗျာကျွန်တော်တို့အဲ့လို National လေးတွေကိုကစားတယ်သူတို့မြင်တယ်တွေ့တယ်ဆိုရင်လည်းသူတို့လည်းစိတ်ဝင်စားမှာစိတ်ဝင်စားလာပြီဆိုရင်နောက်ကအဲ့လိုပံ့ပိုးမှုတွေတို့လူတီများလာပြီဆိုရင်လူတွေစိတ်ဝင်စားလာပြီဆိုရင်ဒီနောက်တဲ့လူငယ်မျိုးဆက်တွေအတွက်ကအများကြီးလားရှိနေတယ်ဗျအဲ့လိုလေရှိတဲ့လူတွေဒီပြိုင်ပွဲလေးတွေကိုလည်းကျင်းပပေးဖို့တောင်းဆိုပါတယ်ဆယ်ရဲဘိုကလပ်ဟာဖုန်းကြီးတွေတီထောင်ထားတဲ့ကိုထုကိုထချင်းလုံးကလပ်ဖြစ်တဲ့အတွက်ပံ့ပိုးမှုတွေလိုအပ်တဲ့အကြောင်းကိုအောင်ကြီးကအခုလိုပြောပါတယ်ဒီဆယ်လုံးပဲပတ်သက်လို့ဖြစ်စေချင်တာတခုကတော့ဗျာကျွန်တော်တို့ဒီဖုန်းကြီးအကြောင်းကလပ်မှာဒီကလေးတွေစုဝေးနေတယ်ဆိုတော့ကလပ်ရဲ့နေထိုင်စားရေးတောက်ရေးတော်တော်များများကိုသိရမလားအဆင်ပြေတဲ့အတိုင်းအတာတစ်ခုလည်းရှိသလိုအဆင်မပြေတဲ့အရာတွေလည်းရှိတာပဲဒါပေမဲ့အဆင်မပြေတဲ့အချိန်မှာအဲ့လိုဘေးမှာအဲ့လိုထောက်ပံ့ပေးတဲ့ဘောစီတော်တော်များများစိတ်ဝင်စားဒီပိုက်ကျော်ချင်းကိုစိတ်ဝင်စားတဲ့လူတော်တော်များများရှိလာရင်တော့ပိုကောင်းတာပေါ့သိရမလားအဲ့ဒါလေးတစ်ခုပြောချင်တာပြီးရင်ဒီအเจ้าမှာဒီဖုန်းကြီးကိုလည်းအဆလိုက်ရနောက်ကနေလူပေးနေတဲ့လိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးနေတဲ့ဘောစီတွေကိုလည်းအကုန်လုံးကျေးဇူးတင်ပါတယ်ဆယ်ရဲဘိုကလပ်ရဲ့တီထောင်သူဦးစင်းကတော့သူ့ကလပ်ကနေမြန်မာလက်ရွေးစင်တွေမွေးထုတ်ပေးနိုင်မှုမျှော်လင့်နေပြီးအဲ့ဒီအတွက်လည်းအစွမ်းကုန်စူးစမ်းနေတယ်လို့ဆိုပါတယ်